မင်္ဂလာပါ။ Learning with Rina Science Classroom ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ share ကိုလေ့လာကြမယ်ခေါင်းစဉ်လေးကတော့ Elements, Molecules and Compounds ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ဒီခေါင်းစဉ်လေးကဆိုရင် chemistry ကိုလေ့လာတဲ့နေရာမှာအခြေခံကျတဲ့အချက်လေးတွေဖြစ်ပါတယ်။ Okay ပထမအဆုံးအနေနဲ့ element ဆိုတဲ့အကြောင်းကိုအရင်ဆုံးလေ့လာကြည့်အောင်ပါ။ element ဆိုတာဘာလဲနော် element ဆိုတာကis a pure substance made of only one type of atom အတမ်အမျိုးအစားတစ်မျိုးတည်းနဲ့ဖွဲ့စည်းထားတဲ့အရောအနှောကင်းတဲ့ပစ္စည်းလေးကို element လို့ခေါ်တာပါအတမ်အမျိုးအစားတစ်မျိုးတည်းနဲ့ဖွဲ့စည်းထားတဲ့အရောအနှောကင်းတဲ့ပစ္စည်းလေးကို element လို့ခေါ်ပါတယ်ဥပမာအားဖြင့်ဆိုရင်တော့ oxygen hydrogen ion ဆိုတာတွေဖြစ်တယ်အဲ့တော့ဒီ elements တွေကိုအရင်သင်ခန်းစာမှာတခြားတို့လေ့လာခဲ့တဲ့ periodic table เนาะဒီ periodic table ထဲမှာစုစည်းထားတာဖြစ်တယ်ပေါ့အဲ့တော့ periodic table ထဲမှာပါဝင်နေသော symbols လေးများသည် elements တွေဖြစ်တယ်ဆိုတာကိုသားတော်သမီးတွေကသိရှိနိုင်ပါတယ်ဟုတ်ပါပြီနောက်တစ်ခုဒီ elements ပေါ့နော်နောက်တစ်ထပ်ပြီးတော့မှပြောရမယ်ဆိုရင်တော့ elements တစ်ခုချင်းမှာဆိုလို့ရှိရင် atom မျိုးစားကတစ်မျိုးပဲပါမယ်ပေါ့နော်အဲ့တော့ဥပမာအဖြစ်ပြောရမယ်ဆိုရင် oxygen atom တွေက oxygen elements ကိုဖြစ်ပေါ်စေတယ် hydrogen atom တွေက hydrogen elements ကိုဖြစ်ပေါ်စေမှာဖြစ်ပြီးတော့ carbon atom တွေကနေ carbon elements ကိုဖြစ်စေရပါပေါ့နော်အဲ့တော့ atom အမျိုးအစားတစ်မျိုးတည်းကနေနော်တစ်မျိုးတည်းကနေပြီးတော့မှ elements တွေကိုဖြစ်ပေါ်စေတယ် elements တွေကဆိုရင် atom အမျိုးအစားတစ်မျိုးတည်းနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ concept လေးကိုသားတော်သမီးတွေကသိရမှာဖြစ်ပါတယ်ကဲနောက်ထပ်ခေါင်းစဉ်လေးတစ်ခုကကြတော့ molecules เนาะဒါဆိုရင် molecules ဆိုတာဘာလဲ molecules ဆိုတာက form one two or more atoms join together နှစ်ခုဒါမှမဟုတ်ရှင်နှစ်ခုထပ်ပိုတဲ့ atoms တွေပေါင်းစပ်ထားပြီးဆိုရင်တော့ဒါကို molecules လို့ခေါ်ပါတယ်အဲ့တော့ molecules ဆိုတာက atom နှစ်ခုဒါမှမဟုတ်ရှင်နှစ်ခုထပ်ပိုတဲ့ atom တွေကိုပေါင်းစပ်ထားတာကိုခေါ်တာဖြစ်ပါတယ်ဥပမာအဖြစ်เนาะဒီ molecule ဖြစ်ဖို့အတွက်ပေါင်းစပ်ကြမယ့် atom တွေကဆိုလို့ရှိရင် same တူညီတာလည်းဖြစ်နိုင်တယ် different မတူညီတဲ့ atom တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါလေးကတော့ထပ်ပြီးတော့မှတ်ရမှာအဲ့ဒါကြောင့် molecule ဆိုတာ molecule ဖြစ်ဖို့ဆိုလို့ရှိရင် atom တစ်မျိုးလိုမယ်ဒီ atom တစ်မျိုးဒီတူညီတဲ့ atom နှစ်ခုလည်းဖြစ်ရင်ဖြစ်မယ်တနည်းအားဖြင့်တူညီတဲ့ elements နှစ်ခုဖြစ်ရင်ဖြစ်မယ်မတူညီတဲ့ elements နှစ်ခုဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်ဒါတွေပြောတယ်အဲ့တော့ example အနေနဲ့ဆိုလို့ရှိရင် O2 တို့ H2 တို့ H2O တို့ဒါတွေဒီ molecules ဖြစ်တယ်ပေါ့နော်အဲ့တော့ကြတော့ O2 ဆိုလို့ရှိရင်ဒါ same elements O နှလုံးပေါင်းထားတာပေါ့နော် hydrogen H2 ဆိုလို့ရှိရင် H နှလုံးပေါင်းထားတာH2O ဆိုလို့ရှိရင်ကြတော့ဒီမှာ hydrogen နဲ့ oxygen နဲ့ပေါင်းစပ်ထားတာမတူညီတဲ့ elements နှစ်ခုကိုပေါင်းစပ်တာပေါ့ဒီတို့ပင်ဆိုစေကမူနှစ်ခုဒါမှမဟုတ်နှစ်ခုတည်းပိုတဲ့ atoms တွေပေါင်းစပ်ထားပြီးပေါင်းစပ်ထားတဲ့အတွဲကြီးကိုတွေ့ပြီးဆိုရင်တော့အသားသမီးတွေကဒါကို molecules လို့သတ်မှတ်ရမှာဖြစ်ပါတယ်အဲ့တော့ပေါင်းစပ်ထားတဲ့ atoms တနည်းအားဖြင့်ပေါင်းစပ်ထားသော elements များသည်တူခြင်းလဲတူမယ်မတူခြင်းလဲမတူဒါပေမဲ့တစ်ခုထပ်ပိုပြီးတော့မှနှစ်ခုထပ်နှစ်ခုသုံးခုလေးခုစသဖြင့်ဒါတွေနဲ့ပေါင်းစပ်ထားတဲ့အစုလေးကိုတွေ့ပြီးဆိုရင်တော့ဒါကို molecules လို့သတ်မှတ်ရမှာဖြစ်ပါတယ် molecules လို့သိလိုက်ရမှာဖြစ်ပါတယ်ဟုတ်ပါပြီဆိုတော့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုအနေနဲ့ကတော့ compound ပေါ့နော် compound ဆိုတာဘာလဲ A compound is a substance made when two or more different elements chemically combine compound ကလည်း molecules နဲ့တူပဲသူကနှစ်ခုဒါမှမဟုတ်ရင်နှစ်ခုထပ်ပေါ်တဲ့ elements ပဲဒီမှာ molecules နဲ့မတူတာကဘာလဲဆိုရင်သူက different elements ဖြစ်ရမှာပေါ့နော်မတူညီတဲ့ elements နှစ်ခုကိုchemically အရာပေါင်းစပ်ထားရတယ်ဆိုရင်တော့ဒါကို compound လို့ခေါ်မှာဖြစ်တယ်example အနေနဲ့ဆိုရင် water H2O ပေါ့ရေ H2O ရဲ့ chemical formula ဆိုရင် water ရဲ့ chemical formula ဆိုလို့ရှိရင်တော့ H2O H2O ဆိုတော့ဒီမှာဆိုလို့ရှိရင် hydrogen elements ရဲ့ oxygen elements ရဲ့တနည်းအားဖြင့် hydrogen atom ရဲ့ oxygen atom ရဲ့ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုအခေတို့က compound လို့ခေါ်ရမှာဖြစ်တယ်နောက်တစ်ခုက CO2 ပေါ့နော် CO2 မှာဆိုလို့ရှိရင်လည်း carbon elements carbon element oxygen ဆိုတဲ့ different elements ပါနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကို compound လို့ခြေတို့ကသတ်မှတ်လို့ရမယ်နောက်တစ်ခုကတော့ salt เนาะ NaCl salt မှာဆိုရင် sodium ဆိုတဲ့ elements ရဲ့ chlorine ဆိုတဲ့ elements ရဲ့ different elements မတူညီတဲ့ elements နှစ်ခုပေါင်းစပ်ထားရတဲ့အတွက်ကြောင့်မို့လို့ဒါကို compound လို့ဒီခြေတို့ကသတ်မှတ်လို့ရပါတယ်ကဲဒါဆိုရင် molecules နဲ့ compound ဘာတွေတူမလဲဘာတွေမတူဘူးလဲဆိုတာကိုခွဲခြားကြည့်ရအောင်အဲ့တော့ပထမအဦးဆုံးအနေနဲ့ molecules ပေါ့နော်အပေါ်ပိုင်း example မှာဆိုရင် share ပေးထားတယ် molecules of the same atom တူညီတဲ့ atoms တွေပေါင်းစပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ molecule ဥပမာဆိုရင် O2 ပေါ့နော် O2 ဆိုလို့ရှိရင်ဒီမှာ oxygen atom နှလုံးပေါင်းစပ်ခြင်းကြောင့်ဖြစ်ပေါ်လာသော molecule ဆိုတော့
O2 ဒီ molecules ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကြတော့ atom နှစ်ခုတူညီတဲ့ atom နှစ်ခုပေါင်းစပ်ထားတဲ့အတွက်ကြောင့်မလို့ okay နောက်ဒုတိယ example လေးကိုကြည့်အောင်ဒုတိယ example ကကြတော့ different atoms ပဲအဲ့တော့ molecules ဒီ same atoms ပဲပေါင်း different atoms ပဲပေါင်းဒါကို molecules လို့ဒီချက်တို့ကသတ်မှတ်ရမှာဖြစ်တယ်ဥပမာဆို H2O မှာဆိုလို့ရှိရင် hydrogen atom ရဲ့ oxygen atom ရဲ့ဆိုပြီးတော့မှ atoms နှစ်ခုပါထားတာဖြစ်တယ်ဆိုတော့ different atoms တွေပေါင်းစပ်ထားတဲ့ကြောင့်မလို့ဒါဒီ molecule ဒါပေမဲ့ဒီ H2O ဒီ compound လည်းဖြစ်တယ်ဘာကြောင့်လဲဆိုရင် different atoms တွေပေါင်းစပ်ထားလို့အဲ့တော့နော်ဒါဆိုရင်same atoms ပေါင်းစပ်ထားရင်လည်း molecule different atoms ပေါင်းစပ်ထားရင်လည်း molecule ဒါပေမဲ့ different atom ပေါင်းစပ်ထားရဆိုရင် molecules လို့လည်းခေါ်လို့ရမှာဖြစ်သလို compound လို့လည်းခေါ်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့နောက်ဆုံးတစ်ခုကြတော့ compound ပေါ့နော် compound ကတော့ ရှင်းသွားပြီ different atoms ပဲမတူညီတဲ့ atoms နှစ်ခုပေါင်းစပ်ထားပြီဆိုလို့ရှိရင်တော့ဒါကို compound လို့ခေါ်မှာဖြစ်တယ်အဲ့တော့ compound လို့လည်းခေါ်လို့ရတယ်လို့ရှာတို့ကနောက်တစ်မျိုးmolecules လို့လည်းပြောလို့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ atom နှစ်ခုပေါင်းထားလို့ပေါ့နော်။အဲ့တော့ atom နှစ်ခုဒီတူညီတဲ့ atom နှစ်ခုပေါင်းသည်ဖြစ်စေမတူညီတဲ့ atom နှစ်ခုပေါင်းသည်ဖြစ်စေဒီနှစ်ခုဒါကို molecules လို့ခေါ်တယ်ဆိုတော့ molecule ဒီဘလို့ပဲပေါင်းထားတဲ့အရာမှန်သမျှကို molecule ဆိုရှာတော့ပြောလို့ရတယ်ပေါ့နော်။ compound ကကြတော့ပေါင်းထားတဲ့အရာမှန်သမျှကို compound လို့ပြောလို့ရဆိုတော့မရဘူး။ same ပေါင်းစပ်ထားရင်မရဘူး။ different ပေါင်းစပ်ထားမှရမှာပေါ့နော်။ဒါက molecules နဲ့ atoms ရဲ့ molecules နဲ့ compounds ရဲ့ခွဲခြားခြားနားချက်လေးဖြစ်ပါတယ်ဆိုတော့ importance note အနေနဲ့ဒါသမီးတွေကမှတ်ထားလို့ရတာက molecules တချို့ molecules တွေက compound ဖြစ်နိုင်ဥပမာအပြင်ဘယ်လို molecule လဲဆိုရင်မတူညီတဲ့ atom နှစ်ခုပေါင်းစပ်ထားတဲ့ molecules က compound ဖြစ်နိုင်တယ်ဟုတ်ပြီ all compounds are molecules ပေါ့နော်အဲ့တော့ compounds တွေအကုန်လုံးကတော့ molecules ဖြစ်မှာဘာကြောင့်လဲဆိုတော့ကြတော့ compound တွေကမတူညီတဲ့ elements နှစ်ခုကိုပေါင်းစပ်ရင် compound ဖြစ်တာ哦အဲ့တော့ကြတော့နှစ်ခုပေါင်းစပ်ထားပြီဆိုရင် molecules ကလည်းဖြစ်နိုင်တာဆိုတော့ compounds တွေအကုန်လုံးကတော့ molecules ဖြစ်တယ်ဆိုတာလေးပေါ့နော်ဒါလေးကတော့အရာတို့က molecules နဲ့ compound ကိုခွဲခြားပြီးတော့မှသတ်မှတ်ထားလို့ရပါတယ်ငါတူညီတဲ့ချက်တွေရှိရယ်မတူညီတဲ့ချက်တွေရှိရယ်ပေါ့နော်ကဲဟုတ်ပါပြီရှင်းဆက်ပြီးတော့ဒီချက်တို့ကဒီနေ့သင်ခဲ့တဲ့သုံးမျိုးပေါ့နော် element molecules compound ကို comparison table လေးလုပ်ပေးထားတယ် element ဆိုတာကကြတော့ only one type for atom မျိုးစားတစ်မျိုးတည်းပဲပါတာဖြစ်တယ် example က O အဲ့တော့ O တစ်လုံးတည်းပေါ့နော် oxygen မှာ O တစ်လုံးတည်းရှိနေတယ်ပေါင်းစပ်တာတူတာလည်းပေါင်းမပေါင်းမတူတာလည်းမပေါင်းလုံးဝတစ်လုံးတည်းပဲ single နော်တစ်ခုတည်းပဲရှိနေတယ်ဆိုရင်တော့ဒါကို element လို့ပြောမှာဖြစ်တယ်နောက် molecules ကကြတော့ two or more atoms atom နှစ်ခုဒါမှမဟုတ်ရှင်နှစ်ခုတက်ပိုတဲ့ atoms တွေပေါင်းစပ်ရင် molecules အဲ့တော့ကြတော့ O2 တို့ H2O တို့ CO2 တို့စသဖြင့်เนาะမတူညီတဲ့ atom ပဲပေါင်းမတူညီတဲ့ atom ပဲပေါင်းနှစ်ခုဒါမှမဟုတ်ရှင်နှစ်ခုတဲ့ atom တွေပေါင်းပြီဆိုရင်တော့ဒါကို molecules လို့အရာတို့ကခေါ်ရမှာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ compound ကကြတော့ different elements joined ဖြစ်ရမယ်ပေါ့เนาะအဲ့တော့မတူညီတဲ့ elements နှစ်ခုပေါင်းစပ်ပြီးဆိုရင်တော့ဒါကို compound လို့ခေါ်ကြမှာဖြစ်ပါတယ်ဒါကတော့ elements molecules compound ဆိုတဲ့ခေါင်းစဉ်လေး၃ခုကိုတရားစရာလေးနဲ့နှိုင်းယှဉ်ပေးထားတာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်တော့ဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒီခေါင်းစဉ်၃ခုနဲ့ပတ်သက်ပြီးတော့မှနားလည်မှုရှိမရှိကိုဒီ practice question လေးဖြေပြီးတော့မှစမ်းစစ်ကြည့်ရအောင် question 1 which of the following is an element အောက်ပါတွေထဲမှာဘယ်ဟာက element လဲเนาะဒီမှာ option ရွေးစရာ၄ခုပေးထားတယ် H2O CO2 Fe NaC ဒီထဲကနေပြီးမှ element ဆိုတာဘာလဲဆိုတာကိုသားသမီးတွေကရွေးပေးရမှာဖြစ်ပါတယ်ဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့ option C Fe ဖြစ်ပါတယ် ion ဒီ element တစ်ခုတည်းပဲ only one type တစ်ခုတည်းပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ one type for atom ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဖြေမှန် element ရဲ့အဖြေမှန်ဖြစ်ပါတယ် okay ဒါဆိုရင်နောက်ထပ် question လေးတစ်ပုဒ်ကိုဆက်သွားရအောင်ပါနောက်ထပ် question လေးကတော့ which of the following is a compound အောက်ပါတွေကပေးထားတဲ့အချက်တွေက compound ဆိုတာဘာလဲဆိုတာကိုတားသမီးတွေကရွေးပေးရမှာဖြစ်ပါတယ်နံပါတ် A က O2 B က H2 နံပါတ်3က H2O နံပါတ်4က N2 sorry နံပါတ် D က N2 ဘယ်ဟာလေးက compound ဖြစ်မလဲရွေးကြည့်ရအောင်ဟုတ်ပါတယ်အဖြေမှန်ကတော့ H2O ပါ element နှစ်ခုဒါမှမဟုတ်ရှင်နှစ်ခုတည်းပိုတဲ့ elements တွေပေါင်းစပ်ထားပြီဆိုရင်တော့ဒါကို compound molecules ဒါမှမဟုတ်ရှင် compound လို့ခေါ်နိုင်တယ်အဲ့ဒီကနေမှ compound ဆိုတာကြတော့ different ဖြစ်ရမှာပေါ့နော်မတူညီတဲ့
elements နှစ်ခုတနည်းအားဖြင့်မတူညီတဲ့ atom နှစ်ခုပေါင်းစပ်မှသာလေ compound လို့ခေါ်မှာအဲ့တော့ကျန်တဲ့ဟာတွေက O2 H2 N2 နှစ်ခုတော့ပေါင်းစပ်ထားတယ်ဘာတွေနဲ့ပေါင်းစပ်ဆိုတော့တူညီတဲ့ atom တွေပေါင်းစပ်ထားတော့သူတို့တွေဒီ compound မဟုတ်ဘူးပေါ့နော်အဲ့တော့မတူညီတဲ့ atom နှစ်ခုပေါင်းစပ်ထားတဲ့ H2O ကသာလေ compound ဖြစ်တယ်ပေါ့နော်ဒါလေးက practice question 2ရဲ့အဖြေမှန်လေးဖြစ်ပါတယ်ဟုတ်ပါပြီဒီနေ့တီချာတို့သင်လိုက်တဲ့သင်ခန်းစာလေးကိုအနည်းချုပ်ရမယ်ဆိုရင်တော့တီချာတို့ကအကြောင်းအရာ၃ခုကိုလေ့လာခဲ့ကြတာဖြစ်တယ် element ရဲ့ molecules ရဲ့ compound ရဲ့ပေါ့နော်အဲ့တော့ element ဆိုတာက only one type of atom molecule ဆိုတာကိုကြတော့ two or more atoms compound ကကြတော့ two or more atoms ပဲဒါပေမဲ့ different elements ဖြစ်ရမယ်ပေါ့နော်ဒါလေးဒီချက်လေးကိုသောက်သမီးတွေကထက်ကပြန်လဲဖတ်ပြီးတော့မှပြန်လဲမှတ်ပြီးတော့မှလေ့ကျင့်ခန်းတွေလုပ်ဖို့လိုပါမယ်ဒီ element molecules compound ကိုကိုယ်ပြပြသိသွားပြီဆိုရင်တော့သောက်သမီးတွေကရှေ့ဆက်မဲ့ chemistry သင်ခန်းစာတွေဖြစ်တဲ့ဒီ chemical bond တို့ chemical reactions တို့မှာလွယ်လွယ်ကူကူနားလည်နိုင်မှာဖြစ်ပါတယ်လွယ်ကူစွာရှေ့ဆက်သင်ယူနိုင်မှာဖြစ်ပါတယ်ဆိုတော့သောက်သမီးတွေက element molecule compound ကိုဘယ်ချိန်မှာဖြစ်ဖြစ်ကွဲနေအောင်ဒေတာလေးမှတ်သားထားဖို့လိုပါမယ် Thank you for learning with me today. See you in the next lesson. Bye bye.